အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ cooling fan တခုကို unboxing လုပ်ပြရင်းနဲ့အသုံးပြုပုံနဲ့ချိတ်ပုံချိတ်နည်းလေးကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်တချို့ကြတော့ရှိတယ်ဒါပေမဲ့ဘယ်လိုအသုံးပြုရမလဲမသိတာလေးရှိတယ်ပေါ့နော်ဆိုတော့ဒါလေးကကျတော့ cooling fan ထဲမှာပါတဲ့ accessory လေးတွေပေါ့နော်တန်လိုက်ပြားပါမယ်အာတွင်ဂျိုးပါမယ်ပြီးတော့ရင်ချိတ်ဘေးနှစ်ဖက်ကိုဖုန်းနဲ့ညက်တဲ့ချိတ်တဲ့ဟာလေးလေးပါမယ်ပေါ့နော်ဆိုတော့ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ပန်ကာကိုချိတ်မယ်ပေါ့နော်ပုံမှန်ကျွန်တော်တို့အနေနဲ့message ပါတဲ့ကာပါဆိုရင်တော့အနောက်ကနေကတ်လိုက်လို့ရတယ်ဒါပေမဲ့ဒီကောင်ကကျတော့ကျွန်တော်ကာပါမရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီညက်တဲ့ဟာလေးနဲ့သုံးမယ်ပေါ့နော်ညက်တဲ့ဟာလေးကိုကျွန်တော်တို့ဆင်ပြီးတော့ပြီဆိုရင်ဖုန်းမှာတွိုင်းမှာချိတ်လို့ရတယ်သူ့ရဲ့ညက်တဲ့ဟာကလည်းအရင်မှာတာမျိုးမဟုတ်ဘဲနဲ့ပုံမှန်အနေထားမျိုးပေါ့နော်ကျွန်တော်တို့အနေနဲ့ဖုန်းနေမှန်ကွဲမှလေးဆိုရင်နေစရာမလိုအေးစေးညက်လို့ရတယ်ပုံမှန်အနေထားမျိုးပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့အနေနဲ့ပလက်ချိတ်ပြီးမှ join လိုက်မယ်ဆိုရင်cooling fan လေးလှုပ်ပြီပေါ့နော်မီးပါလင်းတာဖြစ်တဲ့တခြားမလို့တော်တော်လေးကိုမိုက်တယ်ပြီးတော့ message ပါတဲ့ကာပါဆိုရင်ကျွန်တော်တို့အနောက်မှာကက်လိုက်ရပြီပေါ့နော်ချိုင်းနေတက်လို့မှယူချင်နေဆိုရင်တော့လာရှိုးနေချိုင်းတို့မှာဒီပေးမှာမေးလို့ရတယ်